အားလုံးပဲမင်္ဂလာပါဒီနေ့မှာ2020နှစ်6တလပိုင်းအတွက်တလစာဟောစမ်းလေးကိုကျွန်တော်ဝေမျှပေးမှာဖြစ်ပါတယ်ဒီနေ့မှာတော့အင်္ဂါသားမိတွေပါအင်္ဂါသားများဤအချစ်ရေးအိမ်တော်ရေးစီးပွားရေးငွေကြေးအလုပ်ကံပညာရေးသားမိကံကစုပ်အိတ်ချမ်းမီကအစကျွန်တော်စုံလျောင်းလေးကြည့်ပေးမယ်ပြီးရင်ရွေးနောက်မှာကျွန်တော်ရတရားလေးလည်းပေးမယ်ဒီရတရားလောက်သားမယ်ဆိုရင်ဒီလာမယ့်2020နဲ့6တလပိုင်းမှာအင်္ဂါသားမိတန်ထောင်းခြင်းနဲ့ကိုယ်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်ရှယ်တရားကိုဖျောင်းလုပ်ပြီးပါကျွန်တော်အကြံပေးချင်ပါတယ်ရုပ်လေးမစတင်ခင်မှာကျွန်တော်အကူအညီလေးပို့တောင်းချင်ပါတယ်ကိုလိုမျိုးပဲအခက်ခဲတွေအကျင့်တွေရင်ဆိုင်နေရလို့မြင်တွေ့ရအောင်ဒီပြောကိုဝေမျှခြင်း share ခြင်းလုပ်နေပါလေခင်ဗျာမဲစလို့ share တစ်ချက်ကမပင်ပန်းဘူးဆိုပေမဲ့တစ်ဖက်မှာအခက်ခဲတွေပြနေတယ်အကျက်တွေရင်ဆိုင်နေရတယ်ကျွန်တော်ပေးလိုက်လို့တို့ရတရားတွေခြေလို့အဆင်ပြေပါမယ်ဆိုရင်မဲဆိုတဲ့တမက်ကဖတ်သူကိုလိုရမှာဖြစ်ပါတယ်သူများကျိုးလိုလားတယ်ဆိုရင်ကိုယ့်ရဲ့ကြိုးကလည်းအမြတ်မကြောက်ရောက်ရှိလာမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဗီဒီယိုမျက်နှာနဲ့ share ဝင်ခြင်းလုပ်မိပါနဲ့ခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့ကိုကြမယ်ခင်ဗျာအယူဆုံးကျွန်တော်ပြောချင်တာကအင်္ဂါသားတွေဒီဗီဒီယိုမျက်နှာနဲ့အဆဆုံးလေးကြည့်ပေးပါဘာကြောင့်လဲဆိုတော့ဒီလာမယ့်တလပိုင်းမှာအင်္ဂါသားတွေနိထားဆရာလေးတွေရှိနေလို့ပါကျွန်တော်ပြောတဲ့ချက်တော့ဒီထားမယ်ပြီးရင်ကျွန်တော်ပြောတဲ့ကြတရားကိုခြေလိုက်မယ်ဆိုရင်တော့အညံ့ကတွေအဆောင်ဘက်ချံကိုကန်လေကူတော့မှာဖြစ်ပါတယ်ဒါကြောင့်မို့ဗီဒီယိုကိုဆုံးနေကြည့်ပေးပါတော့ကျွန်တော်ကအကြံပြုချင်ပါတယ်နံပါတ်1ချက်အနေနဲ့ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်တတိထားပါခင်ဗျာငွေတွေစုဆောင်ထားတဲ့ငွေကြေးဥစ္စာပစ္စည်းတွေကငွေချင်းတွေကြောင့်ကိုယ့်ရဲ့ငွေကြေးတွေကုန်နာမျိုးတွေဂျုံပေးနိုင်ပါတယ်ဒါကြောင့်မို့တငယ်ချင်းတွေပေါင်းဆက်ဆံနေအောင်ထူကူဆိုင်ပါတငယ်ချင်းတွေအကျိုးမပေးတဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့ငွေကြေးတွေတငယ်ချင်းချီတာတွေငှားတာတွေအာမခံတာတွေနော်သူတို့နဲ့အလုပ်ဆက်မှုဆရာလောက်တာတွေမလုပ်သေးပါဘူးဘာကြောင့်လဲဆိုတော့တငယ်ချင်းကံမိတ်ဆွေကံကအညံ့ပိုင်းမှာရှိနေတဲ့ကြောင့်မို့ကိုစုဆောင်လာတဲ့ငွေကြေးတွေဒါတငယ်ချင်းနဲ့ပတ်သက်ပြီးတော့ကုန်သွားတတ်ပါမိတ်ဆွေနဲ့ပတ်သက်ပြီးတော့ကုန်သွားတတ်ပါတယ်ဒါကြောင့်မို့ဒီလာမယ့်တလပိုင်းမှာအင်္ဂါသားတွေငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်မိတ်ဆွေတငယ်ချင်းတို့သူပြုဆိုင်ပါလို့ပဲကျွန်တော်ကအချံပြုချင်ပါတယ်ငွေချီတာတွေငှားတာတွေအာမခံတာတွေမလုပ်ပါနော်နောက်တစ်ချက်မိသားစုရင်နဲ့ခတ်တက်ပြီးတော့ကိုယ့်ငွေလေးတွေကုန်နာမျိုးတွေကိုကြစိတ်များတာတွေကြုံသိနိုင်ပါတယ်ဒီတစ်ချက်လေးရှိနေပါတယ်ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်စုဆောင်လာတဲ့ငွေကြေးတွေကဒီတလပိုင်းမှာဟျူရင်းနဲ့ထွက်သွားကပ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဗီဒီယိုနောက်မှာရှယ်တရားလေးပေးမယ်ဖျောက်လေးလုပ်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်မိတ်ဆွေကတငယ်ချင်းကနဲ့ပတ်သက်မယ်ဆိုရင်ဒီနမိတ်ကိုကြည့်ပါတိုက်ခိုက်နေတဲ့ဟန်ဖြစ်တယ်ကိုယ့်ရဲ့တငယ်ချင်းတွေမိတ်ဆွေတွေနဲ့ကိုကအစီမတီတာတွေစကားများတာတွေဖြစ်ကပ်ပါတယ်ဒါကြောင့်မို့ဒီတလပိုင်းမှာအင်္ဂါသားတွေပြောတာတွေဆိုတဲ့ထင်းနေဆိုင်ပါကိုပြောဆိုမတတ်မှုကြောင့်ကိုတမျိုးတစ်ပေါ်ထင်တတ်ပါတယ်ကိုကစေကရာနဲ့ပဲပြောလိုက်တာပဲသူတို့ရဲ့အတွေ့သူတို့ရဲ့အမြင်မှာသူတို့ရန်လိုတဲ့ပုံစံတို့တွေဖြစ်နေတတ်ပါတယ်ဒါကြောင့်မို့မိတ်ဆွေတငယ်ချင်းနဲ့ပတ်သက်မယ်ဆိုရင်အကင်းလေးပဲနေတော့ပိုခေါင်းပါတယ်ရန်ရောဝင်မယ်ဆိုရင်တော့တေချာတို့ကမိတ်ဆွေတွေတငယ်ချင်းကြောင့်ကိုမှရန်ကြရတာတွေစကားများတာတွေဝေးဆွဆွတာတွေဖြစ်နိုင်တယ်ရောက်မိတ်ဆွေကန်လည်းကြီးကန်နဲ့ပတ်သက်မယ်ဆိုသူယူဆိုင်ပေါင်းလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်မိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်အထူးကတိထားရမယ်ဘာလာလည်းဖြစ်ပါတယ်မိသားစုတွေထဲမှာဟာလည်းမှုတွေတာတွေအစင်မပြေတာတွေအိမ်တူတာတွေအိမ်ဆူတာတွေဂျုံပေးနိုင်ပါတယ်ဒါကြောင့်မိသားစုရင်းနဲ့ပတ်သက်ပြီးတော့ကတိထားပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ကိုဘလောက်ပဲကောင်းလုပ်ပြီးတစ်ချိန်တစ်ခါလောက်ဘိုးကမတတ်နိုင်လို့အစင်မပြေလို့မကောင်းနိုင်ကိုတမျိုးတစ်ပုံမကောင်းမြင်တတ်ပါဒါကြောင့်မို့အင်္ဂါသားတွေမိသားစုနဲ့ပတ်သက်မယ်ဆိုအညက်ထဲမှာရောက်ရှိနေပါတယ်ဒီဆိုင်ပါလို့အကြံပြုချင်ပါတယ်အိမ်ချမ်းမြေနဲ့ပတ်သက်မယ်ဆိုရင်အိမ်ရောင်းပါလားအိမ်ဝယ်ပါလားမလုပ်ပါနဲ့ဒီကျုံမပေးပါဘူးစာချုပ်စာတမ်းနဲ့ပတ်သက်ပြီးတော့အမှားကြီးနဲ့ကြည့်ပြီးတော့ပုံမှာ social media တွေများတတ်ပါတယ်ဒီချက်လေးသတိထားရမှာဖြစ်ပါတယ်ကဲအကောင်းတွေကလည်းအဆိုပဲတွဲရပါမယ်ကိုဘလောက်ပဲစိတ်ညစ်ကြရရှိဘလောက်ပဲတော့ကမြန်ကိုယ့်ရဲ့အနာမှာကိုယ့်ရဲ့လက်ကဲပေါ်တူရေးစားကကိုအမြဲတမ်းလို့အကောင့်ဘန်းတွေညင်ပေးမယ်ကားလာထဲမှာတော့ရှိနေပါပြီဒီတစ်ချက်တော့အရင်ကမှာပါတယ်အခြေနဲ့ပတ်သက်ပြီးတော့အစီမံပေးတဲ့သူတွေအခြေနဲ့ပတ်သက်ပြီးတော့ကံညက်နေတဲ့ကိစ္စတွေကဒီတလပိုင်းမှာကံမောင်းမှုတွေရရှိမှာဖြစ်ပါတယ်ကိုယ့်ရဲ့ချစ်သူကကိုအမြဲတမ်းလို့နားလည်ပေးတာတွေပြမတာတွေကုညီတာတွေအားပေးတာတွေတော့ကြုံပေးမှာဖြစ်ပါတယ်ဒီတစ်ချက်တော့အရင်ကောင်းပါတယ်အခြေအစီမံပေးတဲ့သူတွေကကြေချာဟောအစီအပြေတော့မယ်ဆိုတဲ့လာနေမှာလည်းရှိပါတယ်အရန်ကောင်းပါလေခင်ဗျာမိတ်ဆွေကတငယ်ချင်းကငှက်နေတယ်ဆိုပေမဲ့နုံးဝဲကန်တော့ဘာကောင်းနေပါလဲ
ကိုနဲ့မရင်းနှီးတဲ့သူတွေကိုနဲ့မခင်တဲ့သူတွေကိုနဲ့တစ်ချိန်တစ်ခါလောက်ပဲသူ့ဘယ်သူတွေကကို့အကူအညီပေးတာပဲအခက်မှတ်ပေးတာတွေရောကြုံတွေ့နိုင်ပါတယ်ဒီလက်ချက်တော့အရန်ကောင်းပါတယ်နောက်တစ်ချက်သတိထားရမှာကမိကောင်းစုရင်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အိမ်တော်ရင်းတွေကလည်းချိခိုက်တတ်ပါတယ်အစင်မပြေဖြစ်တတ်ပါတယ်ဒီမိကိုမြင်အောင်ကြည့်ပါလူတယောက်ကအဲ့ရကနေတန့်လို့ပြီးတော့မိုးယိုနေတယ်ဆိုတဲ့မိထဲမှာရှိပါမိဆိုရင်အိမ်တော်ရင်းနဲ့ပတ်သက်ပြီးထူးပြီးထားပါနော်မိသားစုရေးတွေအစင်မပြေပြီးတော့ကိုယ့်ရဲ့အိမ်အောင်ပတ်နဲ့လေငားတဲ့ဘူးတွေတွဲတတ်ပါတယ်ပြီးတော့အတိတ်ကဟာလေရောနာတွေဆူတာတွေထီးဆိုင်ပါကိုပြောဆိုမတတ်မှုကြောင့်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေနဲ့လည်းအစင်မပြေဖြစ်နိုင်တယ်လို့ကိုယ့်ရဲ့အိမ်အောင်ဘက်တွေနဲ့လည်းဘားလည်မှုတွဲတတ်ပါဒါကြောင့်အိမ်တော်ရင်းနဲ့ပတ်သက်မယ်ဆိုရင်မိသားစုရင်းနဲ့ပတ်သက်ပြီးတော့အိမ်တော်ရေးတိခတ်နိုင်တယ်လို့ကိုကပြောဆိုမတတ်မှုကြောင့်ဒါလည်းမတွဲပြီးတော့လည်းအစင်မပြေဖြစ်တတ်ပါတယ်ဒါကြောင့်မို့အိမ်တော်ကြီးကန်ကတော့အညံ့ထဲမှာနည်းနည်းရှိလွယ်ကြောင်းမို့ဒီရဲ့နောက်မှာကြုံကြရလေးပေးမယ်ဒီရတဲ့အောင်လုံလိုက်ချင်ရပဲအင်္ဂါသားသမီးတွေအိမ်တော်ရေးတွေတာယာပြီးတော့အဆင်ပြေသွားမှာဖြစ်ပါတယ်။ဒီတရားကိုတော့ကြောင်လို့မေးပါနဲ့ခင်ဗျာ။ကျမရေးနဲ့ပတ်သက်မယ်ဆိုရင်တော့ခေါင်းပါလေခင်ဗျာ။ကျမရေးနဲ့ပတ်သက်တော့ထွေလို့တော့မရှိဘူး။ကျမရေးနဲ့ပတ်သက်ပြီးတော့ရန်ကောင်းပါရဲ့။ကျမရေးနဲ့နေတဲ့သူတွေကျမရေးအဆင်မပြေတဲ့သူတွေအနာနဲ့ဆေးနဲ့မတည့်တဲ့သူတွေခွဲရမယ်ဖြစ်ရမယ်သူတွေကလည်းနော်လွယ်တကူအောင်မြင်တာမျိုးတွေကြုံသိနိုင်ပါတယ်။ကျမရေးနဲ့ပတ်သက်သိပူစရာတော့မလိုဘူး။အရန်ကောင်းနေတဲ့ကာလထဲမှာရှိနေပါတယ်။ဘာသာတရားနဲ့ပတ်သက်မယ်ဆိုရင်တော့နည်းနည်းအားနည်းနေကြပါကိုယ့်ရဲ့ဘာသာလိုက်လေမိသားစုအစင်မပြေလို့အိမ်တော်ရေးအစင်မပြေလို့တငယ်ချင်းနဲ့အစင်မပြေလို့ဘာသာတရားလို့မိလျော့နေတတ်ပါဒါကြောင့်မို့ကျုံနေတဲ့အကြံပြုရမယ်ဆိုရင်တော့ဘာသာတရားလေးတွေကိုဒီလိုပေးလျော့နေလို့မခေါင်းပါဘူးအဲ့လိုမေ့လျော့နေမယ်ဆိုရင်မခေါင်းတဲ့အညက်တွေကတစ်ခုပြီးတစ်ခုဖိုးချီကိုရောက်ရှိလာမှာဖြစ်ပါတယ်ကျုံနေတဲ့အကြံပြုရမယ်ဆိုရင်တော့မိတ်ဆွေကဒီတလပိုင်းမှာအညက်ထဲမှာရောက်ရှိနေတဲ့အတွက်ကြောင့်မို့ကျုံနေတဲ့အကြံပြုရမယ်ဆိုရင်တော့မိတ်ဆွေကအညက်ပိုင်းမှာရောက်ရှိနေတဲ့အတွက်ကြောင့်မို့ဒီလမှာဒိတ်ခံလေးဝင်ကြည့်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ကျွန်တော်ဒိတ်ခံဝင်ကြီးကိုလည်းအသေးစိတ်လေးကျွန်တော်တင်ထားပေးတာဖြစ်ဒိတ်ခံကဘယ်လိုဝင်ရမလဲဘယ်လိုစိတ်နေစိတ်ထားရမလဲပတိကဘယ်လိုဆက်ရမလဲနော်ဒိတ်ခံဝင်တဲ့ရက်မှာအခြေတိကျဘယ်လိုကြောင့်တက်ချနောက်လေးဆင်းပြလာတဲ့ဗီဒီယိုရှိတယ်ကြော့ရဲ့နော်အကောက်ပေါ်မှာကျွန်တော်လင့်ချပေးရရှိတယ်ဘာကြောင့်ကြည့်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာပြန်ဆက်ရမယ်ဆိုရင်အင်္ဂါသားတွေနေနဲ့ဘောလာတရားနဲ့ပတ်သက်အားနေတော့ဆိုကြောင့်မို့ဘာသာတရားတွေဖြည့်လုပ်ပေးပါသိငယ်ဝင်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်အင်္ဂါသားတွေခိဖေမေမေတွေနေတဲ့ကို့မှာနော်သားတွေမွေးထားတယ်သမီးတွေမွေးထားတယ်ဆိုရင်သားချို့ကတော့ခံစားခွင့်ရှိတယ်သမီးကျိုးကတော့ခံစားခွင့်မရှိတော့သမီးနဲ့ပတ်သက်ပြီးတော့စင်မြင့်စရာတွေဆစ်ဆုပ်စရာတွေကြုံတွေ့ထပ်ပါတယ်ဒါကြောင့်သားမွေးထားတဲ့အင်္ဂါသားတွေခိဖေမေမေနေနဲ့ဒီလာမဲ့တလပိုင်းမှာပွင့်ရတာပြောဆိုရခက်နေတယ်ဆိုဆုံးမရခက်နေတယ်ဆိုရင်ဒီလာမဲ့တလပိုင်းမှာဆိုဆုံးမကြည့်ပါအဘယ်တွေကိုကိုယ့်ရဲ့စတာလက်ခံတာတွေနားထောင်တာမျိုးတွေကြုံတွေ့မှာဖြစ်ဒီချက်တော့ရန်ကောင်းပါလေခင်ဗျာပညာရေးနဲ့ပတ်သက်ပဲဆိုရင်တော့အတယ်ကိုဆောင်းပွဲအောင်မြင်တာတွေဖြည့်ဆို့နိုင်ရတွေတော့ကြုံပြနိုင်ပါတယ်အင်္ဂါသားတွေပညာရေးနဲ့ပတ်သက်ပြီးတော့အလုပ်အင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေကအဆင်ပြေပါတယ်အောင်မြင်ပါတယ်ခင်ဗျာကျွန်တော်တွေနဲ့အကြံပေးရမယ်ဆိုရင်တငယ်ချင်းတွေမိတ်ဆွေတွေเนาะကိုယ့်ရဲ့အိမ်မင်းရေးကိစ္စတွေကိုခေါင်းလေးမထည့်ပါနဲ့အဲ့ဒါတွေခေါင်းလေးထည့်မယ်ဆိုရင်ကျတဲ့ညီငယ်ညီမငယ်တွေပညာရေးနဲ့ပတ်သက်ပြီးတော့အညံ့ပိုင်းတွေမှာရှောင်းရှိတော့မှာဖြစ်ပါတယ်အရန်စိတ်ရှုပ်ထွေးပြီးတော့ပညာဘက်ကိုအာရုံမဆိုင်နိုင်တာတွေကိုဖြည့်ဆိုမဲ့ဆောင်းပွဲတွေကြားတာမျိုးတွေကြုံတွေ့နိုင်ပါတယ်ဒါကြောင့်မို့တငယ်ချင်းတွေမိတ်ဆွေတွေကိုမောင်းနေတာတတိတာကိုယ့်အိမ်နှွေးပြတ်နာတွေခေါင်းလေးခဏထုတ်ထားပြီးတော့ကိုလှုပ်ရှားရှိတဲ့အလုပ်တွေကိုပြင်းပြအောင်လုပ်ပါလို့ကျွန်တော်အကြံပေးချင်ပါတယ်အရန်ကောင်းတာကဆရာကောင်းတမကောင်းကိုကြီးထောက်ပံ့ကောင်းရှိတော့ကြောင့်မို့အလွယ်တကူအောင်မြင်တာမျိုးတွေရောကြုံတွေ့မှာဖြစ်အလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့အင်္ဂါသားတွေကအရန်ကောင်းတယ်မဟုတ်ဘူးဆိုပေမဲ့တချို့ကတော့ကောင်းနေပါတယ်တချို့ဆိုတာကအလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့အလောက်တဲ့စာတင်နာပဲလုပ်တဲ့ဦးချဲ့တာပဲအဲ့လိုလူတွေကတော့တော့ကတိထားရမှာဖြစ်ပါအပြားဆိုင်တွေအပိတ်အပင်တွေအသားစီးတွေအဟန့်သားတွေရှင်းတတ်ပါတယ်ကိုလုံမဲ့ကြံလိုက်အစီအတယောက်ကတူပြီးဦးပြီးလှုပ်သွားလိုက်အဲ့လိုမျိုးနဲ့ပဲကိုကခံနေရတာမျိုးတွေကြုံတွေ့နိုင်ပါကြောက်နေတဲ့အကြံပြုခြင်းနဲ့နော်လောက်ကိုင်းစီးပွားရေးနဲ့မသက်ဆိုဘယ်သူမှဂူးမဆိုင်ပါနဲ့ကိုရီမှန်းထားတဲ့အတိုင်းလေးပဲဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်အကြံပေးချင်ပါတယ်အဲ့ဒီအခက်ခဲတွေအကျက်တွေအပြားဆိုင်တွေကိုကြော်လွှမ်းနိုင်မယ်ဆိုရင်တို့ထက်ဆယ်ဆအစတရာတော့သူတို့တာဝါတာတွေကြုံတွေ့မှာဖြစ်ပါတယ်ဒါကြောင့်မို့ဘာကိုမှတွေးမချောင်းနေနဲ့ဘာကိုမှတွေးရမတူရင်းနဲ့ဒါတွေကအတူကြောင့်နေပဲလို့ကိုယ်ဆယ်ကြမှာတွေးပြီးတော့ငါဖြစ်ချင်တာကိုကြောက်အောင်လုပ်မယ်ဆိုတဲ့အပြီးနဲ့လောက်ကန်မယ်ဆိုရင်တော့တေချာပေါက်အောင်မြင်မှာဖြစ်တယ်အပိတ်ပင်အသားစီးတွေကိုခေါင်းထဲမှာမထည့်ပါနဲ့လို့ပဲကျွန်တော်ကအကြံပေးချင်ပါတယ်အလောက်ရှာဖွေနေတဲ့သူတွေနော်အလောက်ပြောင်းမဲ့သူတွေကလည်းနော်ခေါင်းပါတယ်အစင်တွေပါတယ်နော်ကြများလုံးလောက်ကန်မဲ့သူတွေကအကွာမရှိဘူးအလောက်မြင်မြင်ဆန်လို့ချင်းနဲ့အလောက်ကန်တွေစင်ပြေချင်းနဲ့ဆိုရင်တော့ရိုးနောက်မှာတော့ရေတရားလေးပေးမယ်ဒီရေတရားလောက်လိုက်ချင်ရမယ်ကန်ကောင်းမှုတွေကိုစီရောက်ရှိလာမှာဖြစ်ပါအရန်ကောင်းတယ်လို့ကကန်နဲ့ပတ်သက်ပြီးတော့အရန်ကောင်းနေပါတယ်ကန်နဲ့ပတ်သက်ပြီးတော့မွေးတွေတချို့ပင်လာနိုင်ပါတယ်
ကိုယ့်ရဲ့ပဒါတရားပေါ်မူတည်ပြီးတော့ကန်နဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာမှာဖြစ်ပါတယ်။ကန်ဆန်းကျင်နေဆိုရင်တော့နှစ်ပါရဲ့နံပါတ်တွေ6ပါတဲ့နံပါတ်တွေကကိုယ်အကျိုးပေးပါတယ်။ဒီလိုနံပါတ်လေးကိုစမ်းသပ်ကြည့်ပါလို့ကျွန်တော်အကြံပေးချင်ပါတယ်။ဥပမာနှစ်ထိ6ပိတ်6ခိတ်နှစ်ပိတ်အဲ့လိုမျိုးတွေစမ်းသပ်ကြည့်ပါ။ကန်ကောင်းရဲ့အကြောင်းအကျိုးပေးနေတဲ့အကြောင်းကတိမ်ပြားရောင်နဲ့အညိုရောင်တွေကအန်ကောင်းနေမှာမိတ်ဆွေညံရှိလို့လေးအသုံးပြုကြည့်ပါအရေးကြီးတဲ့ကိစ္စတွေပြောဆိုတာပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စတွေနော်ဝါမယ်လာမယ်တုံးမယ်ကမ်းမယ်ဆိုရင်ဒီလိုအကြောင်းလေးတွေကိုဆင်ပြီးတော့ပြောဆိုနေဆိုရင်တော့အလွယ်တကူအောင်မြင်တာမျိုးတွေအဆင်ပြေတာမျိုးတွေတို့တွေမှာဖြစ်ပါတယ်။ဘာကြောင့်လဲမိတ်ဆွေကိုအကျိုးပေးနေတဲ့အကြောင်းလေးဖြစ်နေတော့ပါနောက်တစ်ချက်ကောင်းတာတစ်ခုတော့ရှိနေပါလေ။ရက်ဝေးသွားမှလားဤခတ်မှလားအလဲဘက်သွားမှလားအကျိုးပေးပါတယ်။တန်းကိမှာအပိတ်ပင်အသားစီဟန့်သားမရှိပဲနဲ့ချွတ်ချွတ်မှုတွေနဲ့ကိုသွားခြင်းတဲ့နေရာကိုရောက်ရှိသွားမှာဖြစ်ပါတယ်။အလောက်ကိစ္စနဲ့သွားမယ်လာမယ်ဆိုရင်ကိုပြီးတော့အကျိုးပေးပါတယ်ကိုပြီးတော့အဆင်ပြေမှာဖြစ်တခုတည်းထားရမှာကမိတ်ဆွေကဘာသာတရားနဲ့ပတ်သက်ပြီးတော့အညက်ပိုင်းကိုရောက်ရှိတော့မှာဖြစ်တဲ့ကြောင့်မို့ကိုဝင်နေနိုင်တော့လောကီပညာတွေနဲ့ပြုစားတာတွေနှောက်ဆက်တာတွေတော့ကြိုပေးနိုင်ပါတယ်မိတ်ဆွေကစီကန်းစီုံသွားတယ်မပြောက်ဘူးတွေးစစ်သက်မှရိုက်လေဘာဖြစ်လို့ဖြစ်နေမှမယောဂမပေါ်ဘူးစိတ်နဲ့လူနဲ့မကပ်ဘူးစိတ်ရဘေးဟောင်း၆ချားတွေဖြစ်နေတယ်သူများကိုစေနာနဲ့ပြောတယ်ညစ်တာနဲ့ပြောတယ်လက်မခံဘူးအမြဲတမ်းလိုစိတ်တူနေတယ်ရန်လိုနေတယ်ညဘက်ဆိုရင်လည်းအိမ်မက်ဆိုတွေမှတ်တယ်အကောင်မလောင်တွေမှတ်တယ်ဥမာပွေးတွေနော်ဥမာနော်ပွေးနဲ့ကြီးတွေကျွဲတွေနွားတွေနော်အဲ့လိုပဲအိမ်မက်တွေတောင်းတန်းစရာပြီးရင်အပေါ်ကနေနော်ပြုတ်ကျလာတာမျိုးတွေနော်အသေးတွေကအေးပြီးတော့ပြုတ်ကျလာမျိုးတွေမှတ်နေတယ်ဆိုရင်တော့တေချာကမိတ်ဆွေကနှောက်စိတ်ကြီးပေါ်ကများနေပြီဒါကြောင့်မို့နိစ္စရာဆရာလေးမှာစစ်စစ်ကြည့်ပါလို့ပဲကျွန်တော်ကအကြံပေးခြင်းနဲ့ကျွန်တော်စီမှာစစ်စစ်မင်းများမယ်ဆိုရင်တော့အခမဲ့လေးတော့ကြောင့်ပယောကပဲစစ်ပေးတာနော်ဘယ်တွေတော့အခမဲ့မရပါဘူးကန့်မှတ်တာနဲ့ပူဇော်ကရှိပါတယ်အဲ့လိုပယောကအခမဲ့စစ်ပေးတဲ့နေရာမှာကျွန်တော်အားတော့မှပဲစစ်ပေးပါတယ်ကျွန်မအားရင်တော့လေအားတဲ့ချိန်လေးကိုစိတ်စီနဲ့စောက်ပေးရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ပူဇော်ခနဲ့မေလက်တီကိုဦးစားပေးနေရတော့ပါကဲဒါဆိုရင်ကျွန်တော်ကြေတရားလေးပေးမယ်ဒီကြေတရားကိုလှုပ်လိုက်ခြင်းအဖြစ်ဒီလာမဲ့တလပိုင်းမှာအညက်ရည်တွေတေပြောက်ပါပြီးတော့အင်္ဂါသားလို့ရကောင်းတဲ့ຢာတွေပူစီကိုကြားရှိလာမှာဖြစ်ပါအားကြောင့်မို့ဒီကြေတရားဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့လိုက်ကြည့်ကြမယ်ခင်ဗျာခြေရမယ့်ကြေတရားကောင်းခက်ပါဘူးလွယ်ကူပါရဲ့ဘဲဆွေရဲ့အင်္ဂါနေ့မနက်9:45မိနစ်မှာဥဒ္ဓပြရမှာဖြစ်ပါတယ်။ဒီချာပြောမယ်ဒီချာလိုက်မှတ်ပါ။လာမောနော်ဇေတုံးတိတိကိုဘုရားမှာကတ်လို့မယ်။ပြီးတော့ငကမောက်တီးက10စိတ်တိတိကိုဘုရားမှာကတ်လို့မယ်။ပြီးတော့အုံညို့က6ညို့လက်တိကိုဘုရားမှာကတ်လို့လူချင်းပေးရမှာဖြစ်တယ်။အေးစီမီတွေမွေးတာတွေကြကြနာတွေတက်လို့ပြင်နှစ်တာပုတ်ပါအမြပြေကကျွန်တော်ကျမဒီနေ့ပြရတော့ကုသိုလ်ဆုစုငယ်တန်တရားပြတော့ကုသိုလ်ရွတို့ကိုရုပ်ဆောင်နဲ့ရွာဆောင်နဲ့နေဆောင်နဲ့နှုတ်တဲ့ချိန်ရွာတော်စင်နေတော့ရှင်30ပုံကျင်းနေကြဆုံးတော့လုံးဆောင်ကွာပေါက်တော့အမျှပေးဝဲနှစ်တာပို့ပါအမျှဂျူနိုင်ယူလိုက်ကြပါကုန်တော့ဆိုပြီးတော့အမျှတွေပေးပါကိုရအမျှကိုရရှိတဲ့ပုဂ္ဂိုလ်ပေါင်းနဲ့ကိုရအခက်ခဲချက်တွေမြင်ပြီးတော့တို့ရကုညီဆော့ရှောက်မှာဖြစ်ပါတယ်ကျွန်တော်ပြောရတဲ့အမျှပေးကိုပေးနေကြတဲ့ပုံစံတိုင်းနဲ့ပေးရပါတယ်အခုကျွန်တော်ပြောပြမယ်မိတ်ဆွေတို့အတွက်အိမ်တော်ရေးတွေစင်ပြေရအောင်အခြေတွေတာယာရအောင်အဆောင်လေးတစ်ခုတော့ကျွန်တော်ပြောပြလိုက်နေခဏကကျွန်တော်ပြောတယ်အဲ့ဒီအုံညို့6ညို့ပါကိုကနုံးသွားပြီး6ဝဲမိတ်ဆွေကစိုးတော့မယ်ဆိုရင်ပြန်ပြစ်လိုက်ပါနဲ့မိတ်ဆွေလက်ကလေးလောက်နေနော်ဒီအုံညို့လေးကိုဒီလက်ကလေးလောက်နေကြင်နာတွေကန့်ကျင်နဲ့ညှက်ဖြတ်လိုက်ပြီးတော့အဲ့ကတည်းမှာဆောင်းရင်ပွေးတွေစွတ်ပြီးတော့ရင်မိတ်ဆွေကဂါရာလေးကျိုးကျင်နေဆိုရင်ရုတ်နော်ကျိုးရမယ့်ဂါရာကပီရဝါရီပီမမပီရဝါရီပီမမပီရဝါရီပီမမဆိုပြီးတော့တနေ့ကို39ခေါက်ရုပ်အဲ့ဒီအုံညို့ရေမိုးလေးဖြတ်ကိုယ့်ရဲ့ချစ်သူအိမ်တော်ဘက်ပေါ်မှာကွာပြောဆိုနေအောင်မြင်တာမျိုးတွေကိုပြောဆိုတဲ့စကားအလေးကိုလက်ခံတာမျိုးတွေကြုံတွေ့မှာဖြစ်သွားတယ်။တခုထိထားရမှာကကိုယ့်ရဲ့ချစ်သူအိမ်တော်ဘက်ကသူကမှန်နေပါမြက်နေသူ့အနိုင်ယူခြင်းနဲ့စိတ်နဲ့ပြောမယ်ဆိုရင်တော့မိတ်ဆွေပြန်ခိုက်တတ်ပါတယ်။ဒါကြောင့်မို့ကိုယ့်ရဲ့အိမ်တော်ဘက်ကိုယ့်ရဲ့ချစ်သူကမကောင်းတဲ့လုပ်တွေလုပ်နေတယ်ဆိုရင်တော့ပြောဆိုဆုံးမလို့ရပါတယ်။ဥပမာကများသူကတောက်စားမှုရင်းနေတယ်ငွေချင်းသွားနေတယ်နော်စီဝါကြီးလည်းမသိအလုပ်လည်းမသိနော်အဲ့လိုကိစ္စတွေဆိုရင်တော့ပြောဆိုဖို့ရပါတယ်။သူကလေဝတ်တရားတွေအားလုံးကြည်နေပါလေရနေကိုကအနိုင်ကျူခြင်းနဲ့စိတ်နဲ့ဘာလုပ်မယ်ဆိုမိတ်ဆွေပြန်ခိုက်တတ်ပါတယ်ဒီတစ်ချက်တော့ဒီထားပါကိုပတ်ချန်မှန်နေဖို့ကအရင်ရေးကြည့်ပါတယ်ခင်ဗျာကျမိတ်ဆွေတွေနော်ဒီဗီဒီယိုမြင်တာနဲ့ဝေမျှခြင်း share ခြင်းလုပ်ဖို့မေ့ပါနဲ့ခင်ဗျာပို့လို့ရအောင်လို့ပါဘာကြောင့်လဲဆိုတော့အင်္ဂါသားမျိုးတွေပါဒီနှစ်ထဲမှာအညက်ထဲမှာနော်စပြီးတော့ရောက်ရှိလာတော့ကြောင့်မို့ကျွန်တော်ပေးတဲ့ရတဲ့ကို like ချင်နိုင်ပြီသူတို့တွေကအဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေရဲ့တနိုက်ကခတ်တူကုလို့ရမှာဖြစ်ပါမိတ်ဆွေရဲ့ share တဲ့ချက်ကဘာမှမပြင်ဖန်ဘူးဆိုပေမဲ့တစ်ဖက်မှာခက်ခဲတွေအချက်တွေရင်ဆိုင်နေရတယ်ကျွန်ပေးရကြချေသူတို့တွေကအဆင်ပြေသွားမယ်ဆိုရင်တော့မိတ်ဆွေတွေတာခက်တူကုလို့ရမှာဖြစ်ပါတယ်သူများအကျိုးကိုလိုလားတယ်ဆိုရင်ကိုယ့်ရဲ့အကျိုးသားလည်းမကြချက်ချင်းဖြောက်လာမှာဖြစ်ပါတယ်ဒါကြောင့်မို့ကုလို့ရအောင် share ဝင်ထဖို့မေးပါနဲ့ခင်ဗျာကျွန်မိတ်ဆွေတွေ
နှစ်အစနှစ်ဆိုကောင်းတော့နမိတ်ကောင်းတော့တဲ့ကောင်းတော့မွေးခြင်းနဲ့ပြည့်စုံပြီးပျော်ရွှင်တော့မေတ္တာစုပါပျော်ရွှင်တော့ချစ်သူဘဝတွေပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာနောက်နေ့မှာပြန်လည်ဆုံတွေ့ကြပါမယ်ဆွေလန်းချမ်းမြေ့ကြပါစေခင်ဗျာမိတ်ဆွေပြောချင်တဲ့စကားလေးတွေရှိရဲတော့မိတ်ဆွေကျွန်တော်ကိုလိုချင်တဲ့ကြရာလေးတွေရှိတယ်ဆိုရင် comment မှာချက်လောက်မှတ်လာတဲ့ပါဘယ်လိုကြရာလေးလိုချင်လဲကျွန်တော်က comment တိုင်းနဲ့ဖတ်ပါတယ်အားလုံးမျိုးလေးကျွန်တော်ပြန်ပေးမှာခင်ကျွန်မိတ်ဆွေတွေဆွေလန်းချမ်းမြေ့ကြပါစေခင်ဗျာနောက်နေ့မှာပြန်လည်ဆုံတွေ့ကြပါ